မင်းကောင်းရင်ငါမစိုးပါဘူးလို့မပြောနဲ့မင်းမကောင်းလဲငါမစိုးပါဘူးပဲပြောရမှာပဲเนาะသူကောင်းကောင်းမကောင်းကောင်းကိုနဲ့မဆိုင်ဘူးကိုကောင်းအောင်လုပ်မယ်ဆိုစိတ်ဓာတ်ကိုထားမြတ်စွာဘုရားဟောတဲ့တန်လေခသုတ်တံမှာအဲ့ဒီတိုင်းပဲမြတ်စွာဘုရားသူကောင်းကောင်းမကောင်းကောင်းငါကောင်းမယ်သူမကောင်းတာနဲ့ငါနဲ့ဘာမှမဆိုင်ခုခေတ်လူတွေကတော့အဲ့လိုမဟုတ်ဘူးเนาะမင်းကောင်းရင်ငါမစိုးပါတဲ့မင်းစိုးလို့ငါစိုးတယ်ပေါ့အထိပ္ပယ်ကတော့နော်ပြီးတော့ချင်းချောက်တဲ့စကားလေးကပါသေးတယ်တီးခံတယ်ဆိုတာအတိုင်းဒါရှိတယ်နော်တဲ့အကုန်တီးမခံဘူးဆိုတဲ့အဓိပ္ပာယ်ချင်းချောက်လိုက်သေးတယ်နော်အဲ့ဒါတွေကမှန်ကန်မှုမရှိဘူးမှန်ကန်မှုမရှိဘူးတီးခံတယ်ဆိုတာငါအတိုင်းဒါမထားဘူးဒီလိုပြောမှပဲပို့ပြီးတဘာဝကြနော်တီးခံတယ်ဆိုတဲ့သဘောငါမှအကန့်အသတ်မထားဘူးခံပါပဲသိခံပါပဲ